နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုတော့ခုနကတော့တရုတ်နဲ့အိန္ဒိယမြင်ပြီးပါပြီဒါလည်းကျမတို့အိမ်နီးချင်းနိုင်ငံတွေဆိုတော့ဒါကမဖြစ်မနေကျမတို့ကုန်သွယ်မှုယင်းနှိမ့်ညွတ်နယ်မှုလုပ်ရမယ့်နိုင်ငံတွေပြီးတော့မှကျမတို့နောက်ထပ်အိမ်နီးချင်းနိုင်ငံတွေဒီထိုင်းရှိမယ်ဘင်္ဂလားဒေ့ရှ်ရှိမယ်နောက်လာအိုရှိမယ်เนาะဒါလာအိုဆိုရင်လည်းကျမတို့မကြခင်နိုင်ငံတော်သမ္မတကြီး visit သွားဖို့ရှိပါတယ်ဒါလည်းသတင်းထုတ်ပြန်ပြီးပါပြီမနေ့ကကျမတို့သတင်းထုတ်ပြန်ခဲ့ပါတယ်အဲ့တော့ဒီလာအိုနဲ့ပတ်သက်ပြီးတော့လည်းပူးပေါင်းဆောင်ရွက်မှုတွေဘာတွေဖြစ်လာမလဲနောက်တရုတ်နဲ့အိန္ဒိယတော့ကျွန်မထပ်မပြောတော့ဘူးနောက်တစ်ခုထိုင်းနဲ့ကတော့ကျွန်တော်တို့ကုန်သွယ်ရေးပါရှင့်ကုန်သွယ်ရေးကတော့ဒါအားလုံးသိပါပဲထိုင်းရပစ္စည်းတွေကျွန်တော်တို့ဒါကုန်သွယ်တဲ့နီလန်းချောင်းနီလန်းအမျိုးမျိုးနဲ့ပေါ့လေရေလန်းရှိပါတယ်ကုန်းလန်းရှိပါတယ်လေချောင်းလန်းရှိပါတယ်ဒီကုန်သွယ်ရေးတွေမှာလည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နေတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အာဆီယံဒီဒေတာတွင်းမှာဒါကအိန္ဒိချင်းနိုင်ငံတွေအပါအဝင်ပေါ့လေကျမတို့ရှစ်တောင်အာရှနိုင်ငံအာဆီယံထဲမှာလည်းဒါကကျမတို့ငကိုတိုင်းမှာပဲမိတ်ဝတ်မပြတ်ဆက်ဆံရင်းနဲ့ကျမတို့အာဆီယံထဲမှာပူးပေါင်းဆောင်ရွက်နေပါတယ်တချို့နိုင်ငံချို့ကနည်းနည်းလေးအထင်မြင်လွဲမှားမှုတွေနဲ့ကျမတို့ပေါ်မှာဆက်ဆံရေးပြောင်းတာတွေဒါ2021ထဲကသတင်းတောက်ကြီးတွေကကျမတို့ပိုသိပါတယ်အဲ့ဒီအနေထားတွေရှိပါတယ်သို့တော်လည်းကျမတို့ဘက်ကအလုံးနဲ့ပဲသက်သေပြပါတယ်နော်လောက်ရမယ့်ရွေးကောက်ပွဲကျမတို့လုပ်ပြီးပြီရွေးကောက်ပွဲပြီးတော့လည်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုကျမတို့ဒါကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီကျမတို့လောက်ရမယ့်လုပ်ငန်းစဉ်အားလုံးကိုဒီဇိုင်းမတ်ကျမတို့ဆောင်ရွက်နေပါတယ်ဒါကအာဆီယံနဲ့ပူးပေါင်းဆောင်ရွက်မှုနောက်တစ်ခုကတော့ BIMSTEC ပေါ့ BIMSTEC ဟိုတနေ့က BIMSTEC ရဲ့အဖွဲ့အတွင်းမှုချုပ်လာသွားတာတွေ့ပါပါအမတန်ကိုဒါကျမကိုယ်တိုင်နဲ့စီဝေးမှာပါပါတယ်တကယ်ကိုလှိုက်လဲနှွေးထွေးစွာနဲ့ပေါ့နော်ဒီနိုင်ငံမြန်မာနိုင်ငံကဒီ BIMSTEC ထဲမှာအရန်ကိုအတက်ကြွဆုံး number 1 နိုင်ငံဆိုပြီးတော့သူပြောသွားတာရှိပါတယ်နောက်6လနေကျမတို့ထွေတွင်းမှုချုပ်တာဝန်ကိုကျမတို့မြန်မာနိုင်ငံကတာဝန်ယူရမှာဖြစ်ပါတယ်အဲ့တော့ဒီအိန္ဒိချင်းဒါကတော့ BIMSTEC ကြတော့အနောက်ဘက်နိုင်ငံတွေပေါ့အထူးသဖြင့်တော့အနောက်ချမ်းနိုင်ငံတွေနဲ့ကျမတို့ပူးပေါင်းဆောင်ရွက်သွားမယ်ကိုယ့်ရဲ့အခုရထားတဲ့အခန်းကဏ္ဍသူတို့ပြောတဲ့ number 1ဒီ number 1အခန်းကဏ္ဍကိုလည်းကျမတို့ဆက်လက်ထိန်းသိမ်းပြီးတော့အရင်ထက်တောင်ပိုပြီးကိုကထွေတွင်းမှုချုပ်ဖြစ်သွားတဲ့အတွက်ပိုပြီးတက်ကြွပါဝင်လှုပ်ရှားနိုင်တဲ့ lead လုပ်နိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်ဒါကတော့အိန္ဒိချင်းနိုင်ငံတွေ BIMSTEC နောက်တစ်ခါအာဆီယံဒါတွေနဲ့ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေပါရှင့်ခုနပြောတဲ့ BIMSTEC ဒါကတော့ကျမတို့ကဆက်ဆံရေးလဲအလွန်ကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတယ်ခုနအာဆီယံကျမတို့အနေအထားတစ်ခုကျမတို့စောင့်ပြီးတော့ဒါပြောင်းလဲလာပါပြီဘာလို့လဲဆိုတော့ဒီအာဆီယံနိုင်ငံတွေထဲမှာနိုင်ငံတော်သမ္မတကြီးဒီသမ္မတဖြစ်ကျန်းသစ္စာကျိတ်ဆိုတဲ့နေ့မှာကိုနိုင်ငံ9နိုင်ငံနေပြီးတော့ချက်ချင်းပဲကျမတို့ဒီတဝန်လွှာပို့ပါတယ်အဲ့တော့10နိုင်ငံထဲမှာ9နိုင်ငံဒီတဝန်လွှာပို့ပြီးဆိုရင်ကျမတို့ဒါကအမှတ်50ရထားပြီးပါပြီเนาะဒီလိုပဲသမ္မတကြီးဒီတက်ပြီးနိုင်ငံတော်ဆိုရတဲ့ကာလမှာကျမတို့စီကိုလာသွားတာတွေလည်းသတင်းတောက်ကြီးအသိပဲဖြစ်ပါတယ်အဲ့မှာလည်းသူဆွေးနွေးသွားတဲ့အကြောင်းအရာတွေကျမတို့ထုတ်လို့ရတဲ့အကြောင်းအရာတွေလည်းသတင်းထုတ်ပြန်ပါတယ်မထုတ်တဲ့အကြောင်းအရာတွေလည်းရှိတယ်မြည်တိုးပင်ဆိုစေကိုယ်နိုင်ငံကိုလာပြီးဆိုတဲ့ကဒါဒီဆက်ဆံရေးကိုကျမတို့မျက်နှာစာသစ်ဖွင့်မှုပြန်ပြီးသူတို့ပြန်စဉ်းစားနေတဲ့အနေအထားမျိုးဆိုတာဒါက comment တစ်ချက်လို့ရပါတယ်ရှင့်